လူတက်လိုက်လဲလှုပ်တယ်ချီfinish duty ဆိုတဲ့အခါကျတော့2နာရီတော့မှကျွန်တော်တို့အလုပ်ဝင်ရမှာအဲ့ဒီအလုပ်ဝင်ရမယ့်ဟာကိုကျွန်တော်ကအဲ့ဒီကျွန်တော်တို့မှာနှစ်ထပ်ကရင်နေပေးထားနှစ်ထပ်ကရင်နေပေးထားတဲ့အခါကျတော့ကျွန်တော်အဲ့နှစ်ထပ်ကရင်ရဲ့ကျွန်တော်အပေါ်ဓာတ်မှာနေတာဆိုတဲ့အခါကျတော့ငါးလွာကျွန်တော်တို့ယောက်ျားလေးအဆောင်ကငါးလွာမှာပေးထားတာငါးလွာမှာပေးထားတဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်နှစ်ထပ်ကရင်နေကျွန်တော်တို့ငါယောက်ျားလေးအဆောင်မှာဆိုနှစ်ထပ်ကရင်နေပေးထားကျွန်တော်တို့နှစ်ထပ်ကရင်နေရလေဟိုပါလေလူတက်လိုက်လဲလှုပ်တယ်ချီနဲ့ဆိုတဲ့ခါကျတော့ဘေးကကလေးတယောက်ကစကားလာပြောနေတာစကားလာပြောနေတန်လန်းနဲ့မဖြစ်လဲဆိုလို့ချင်း तू ကအဲ့ကလေးက तू အရန်အစားနောက်တန်တာအစားနောက်တန်တဲ့ခါကျတော့ကျွန်တော်နေပြီးမှကရင်ကိုဆွဲလုပ်တယ်မှတ်ပြီးအဲ့ကလေးကိုခေါင်းထားခေါက်မလို့ဆိုပြီးမှငေါက်ကနေဆိုထားလိုက်တဲ့အချိန်မှာဘေးကလူတွေကလည်းငလင်လောက်တာဆိုပြီးမှအဲ့ကြမှာကျွန်တော်တတိလင်ပြီးမှလေလက်ထဲမှာဖုန်းကိုအတန်ကုံဆွဲပြီးမှအဓိကဖုန်းလိုဖြစ်နေရဆိုတော့လေတခြားဘာမှမသတိမရဘူးဖုန်းကိုပဲဟိုကောက်ဆွဲတဲ့ပြီးမှအဲ့ဒီမှာစင်ပြေငါးလွားနေအတင်းစင်ပြေတဲ့ပြီးမှ4လွာလောက်ရောက်9လွာနေတော်တော်နဲ့မစင်းနိုင်သေးဘူးတော်တော်ကြီးလုံနာဆိုတဲ့အခါကျတော့အဲ့နဲ့4လွာရောက်တဲ့ခါကျတော့လေဒီပကံတွေအကုန်လုံးကကြကွဲနေတဲ့ခါကျတော့လေကိုကဖနက်ကလည်းမပါဘူးဖနက်ကလည်းလုံးဝမဟုတ်မေ့နေခဲ့တာအဲ့စီးဖို့အောင်မေ့နေခဲ့တာဖုန်းကိုအားကျတဲ့ပဲကင်တာရေးအကြောင်းဆိုလို့ရှိရင်ဒီဖုန်းကကိုအတွက်တခုခုဆက်သွယ်လို့ရှားနိုင်တယ်ဆိုတဲ့စိတ်ပဲရှိရတဲ့ကြောင့်မလို့ကွာအတင်းအားကြောင့်တွေရောစင်ပြေလားဒီဖန်ခွဲတွေလည်းကိုမသိတော့ဘူးအဲ့ဖန်ခွဲတွေလည်းနင်းလားကိုရှိရပြေးသွားတဲ့လူတယောက်ကလည်းသူကလည်းကိုပြန်စိတ်ပူနေတာကိုရှာရင်နောက်မှာဒီမဲ့ဟိုပါလဲဖန်ခွဲစားတွေရှိရတော့ကြည်နင်းဆိုတဲ့ခါကျတော့ဟုတ်လို့ဆိုတဲ့မှာအဲ့လိုလေကပေါင်တန်းကြီးပေါ်နေမှာလေခိုစီးပြီးမှအောက်ကိုအတင်းစင်ပြေပြီးသွားပြီဆိုမှအဲ့လိုနှစ်လွာလောက်လည်းရောက်ရောနှစ်လွာမဟုတ်တစ်လွာလောက်လည်းရောက်ရောကိုကအေးစစ်ပဲဒီလိုပဲစင်းလာလိုက်ပြီးမှအဲ့မှာရှိတဲ့ကျွန်တော်တို့ဒီပါလဲကျွန်တော်တို့ဒီဘက်ကီပေါ်မှာလေအဲ့ဒီပုံမှာအေးဆေးပဲဒီလိုပဲထိုင်ချပလိုက်တာစိတ်ပြလက်ငြိမ်သွားပြီဆိုနောက်ထပ်လည်းငလင်းဆိုတဲ့မျိုးကတစ်ခါလှုပ်ပြီးသွားရင်နောက်ထပ်မလှုပ်တော့ဘူးလို့ပဲစိတ်ထဲမှာတွက်ထားတော့အဲ့နဲ့အော်လို့ပြီးသွားပြီပဲလို့ဆိုတော့ဒီမှာလို့ဆိုပြီးမှထိုင်ငါရှိသေးတယ်ပြန်ပြီးဝုန်းနဲ့လှုပ်လာပြန်ရောအဲ့နဲ့တစ်ခါနဲ့အဲ့ရနေမှတစ်ခါထွက်ပြေးသွားတာအဲ့ဒါပဲ